မှာ project ညာဒီက piping line ပေါ့ဒီ power plant piping line နေ piping line ဆိုတာဒီ steam line နေပေါ့ gas pipe တွေ cooling water pipe အခုဒီ Goro project ကြတော့ 100% EPC ပေါ့နော် engineering ရော procurement ရော construction ရော commissioning testing 10 project ပေါ့လို့ရှိရင်အဲ့ဆိုရှင် JES ကပါ power plant site တွေကိုဟိုပါပေါ့ဒီဘယ် technology သုံးမလဲတော့အဲ့ technology မှာစောစောကဒီအားလုံးကိုရဲလင်းပြောသွားတဲ့အထက်မှာစိတ်ဝင်စားစရာကောင်းတာတော့ပါပေါ့နော်အကယ်၍ကို decision လုပ်ထားတဲ့ technology တွေတစ်လုံးပြတ်သွားရင်လည်းကျန်တဲ့တစ်လုံး backup ဒီနှစ်20ကာလအတွင်းပေါ့နော်အစဉ်စဉ်ဒီတာဝန်ယူခဲ့ရတာတော့ဒီ project engineer နေပြီးတော့မှ project engineer ဒီက piping line ပေါ့ဒီ power plant piping line နေ piping line ဆိုတာဒီ steam line နေပေါ့ gas pipe တွေ cooling water pipe တွေအဲ့ဒီမှာတစ်စင်ကျွန်တော် project ဒီ time project 3ခုလောက်ပေါ့အမှ piping engineer လုပ်တယ်ပြီးတဲ့အခါကျတော့ကျွန်တော်နောက်mechanical core background mechanical ဆို mechanical ပြန်ပြောင်းတယ်ပြန်ပြောင်းပြီးတော့မှဒီ turbine installation တွေလုပ်တယ်အဲ့မှာဆက်လက်ပဲစိတ်ဝင်စားတဲ့အခါကျတော့ commissioning ကိုဝင်လုပ်တယ်mechanical commissioning ပေါ့အဲ့ဒီမှာတစ်စင် mechanical commissioning lead ပြနေမှာတစ်စင်ဟိုနောက်ဆုံး project ဟိုပြန်ရောက်သွားတယ်မြန်မာပြည်ကိုပြန်ရင်လို့အဲ့တော့မြင့်ညံ project ဆိုတော့အဲ့နဲ့ site manager ဖြစ်တယ်အဲ့ဒီမှာတောက်လျှောက်အခုလောလောဆယ် site manager ပေါ့နော်ဟုတ်ကဲ့ပါကိုအားလုံးဒီကိုရဲလင်းကတော့ဒီကျွန်တော်တို့ ਨੇ ဟိုပုံကိုရေးရလဲနေကခင်မင်းရတဲ့အကိုတယောက်ပါအကိုရဲလင်းရေဟိုအကိုရဲ့ပညာရေး background လေးလည်းမိတ်ဆက်ပေးပါဦးခင်ဗျဟုတ်ကျွန်တော်ဒီစာသိန်းလုံးနဲ့ပေါ့သူက first degree ရခဲ့တဲ့ MD က2000ခုနှစ်မှာဆင်းတာပေါ့နော် B mechanical ပေါ့အဲ့အနေနဲ့ဆင်းကျွန်တော်YG မှာတက်လိုက်သေးတယ် master တိုင်းမှာပြီးအဲ့ဒီထွက်သွားပြီးတော့ကျွန်တော် Brunei မှာ ASEAN scholarship နဲ့ဒီ2000ဘာနေပြီးတော့3ကနေပြီး2005 full scholar နဲ့ MBA ပြီးရပါတော့2005ကျွန်တော် August ပြီးရဲ့နောက်မှာဒီဟိုမှာ6မှာဒီလောက်ကိုစပြီး join တာကျွန်တော်ပညာရေးကတော့B mechanical MBA ပါဟုတ်ကဲ့ပါကိုနောက်ပြီးတော့ကိုစောစောကဒီ gas turbine power production industry မှာ10နှစ်ကြာပါတော့လုပ်ခဲ့တယ်ဆိုတော့ကျွန်တော်ထင်တော့ကိုတို့ power plant တွေအများကြီးကိုလည်းဥဆောင်ပြီးတော့ဟို install လုပ်ခဲ့မယ်မောင်းနေခဲ့ရလို့ထင်ပါတယ်ခင်ဗျအခုကတော့အခုစုစုပေါင်းတက်ဆင်ပေးခဲ့တဲ့ power plant တွေရဲ့ capacity နဲ့ plant အရေးအတွက်လေးပေါ့နော်ကိုရလေးလည်းဆွေးနွေးပြပါအောင်အားလုံးနဲ့ဟုတ်ဆရာကျွန်တော်စတာတော့ဒီ Brunei ကနေစအောင်เนาะBrunei ပြတဲ့ခါကျကျွန်တော် Thai မှာတော့ကြာတယ်ဗျ Thai မှာ10နှစ်နီးပါးလောက်ရှိတယ်Thai ပြီးတော့ကျွန်တော်မြန်မာပြည်ပေါ့เนาะမြင်းကြံမှာဒါမြန်မာပြည်ပြောရင်အကြီးဆုံး combined cycle power plant ပေါ့เนาะ efficient လည်းအပြည့်ဆုံးပါအခုလက်ရှိလည်းအပြည့်ဆုံးဟိုပေါ့ငလျင်လောက်သွားပြီးတဲ့အတိုင်းเนาะစက်ရုံ output capacity ပေါ့ဒီ integrity ပေါ့အဲ့တော့လည်းဒီကျွန်တော်တို့ seismic zone အမြင့်ဆုံးမှာခံနိုင်ဆုံးဖြောင်းလုပ်တာကျွန်တော်တို့ဒီ tower တွေရောဒီ set တွေရောဒီ building တွေရောဘာမှဒီဟိုပေါ့เนาะကြီးမားဘာမှမရှိဘူးဒီ hairline crack လောက်အဲ့လိုမျိုးပဲရှိတာเนาะဒီဒါပေမဲ့ပတ်ချလည်းမှာတည့်တဲ့အတိုင်းပဲ tower တွေကျိုးတာ transformer ကျွန်တော်မှပုံဖြစ်တာရတယ်တခြား power plant မှာဖြစ်ကြအောင်ကျွန်တော်စိတ်ကတော့ဘာမှဖြစ်အားကကျွန်တော်တို့လည်း one of the ဟောပေါ့နော်အဲ့အတွေ့အကြုံမှာကျွန်တော်တို့ဒီကြေးရအဲ့ပြီးတော့ကျွန်တော်ထိုင်းပြန်ရတယ်ထိုင်းပြန်ပြီးတော့မှထိုင်းမှာကျွန်တော်တို့ gas engine နဲ့ power plant နဲ့ပေါ့ gas engine တော့မဟုတ် gas engine ဆောက်တယ် covid ကာလမှာ very challenging project ပဲ covid ကာလမှာလောက်ရဆိုတော့မလွယ်ဘူးနော်ဒီ site တွေပဲပိတ်ရတယ်ဘာလို့ဆိုတော့ကျွန်တော် site မှာ covid စဖြစ်တဲ့အခါကျတော့အဲ့မှာတစ်လလောက်အလုံးမလို့ပိတ်ထားပြီးတော့မှပြန်ဖွင့်တော့မှတခါပြန်စရတယ်ပေါ့အဲ့ဒီမှာအခုအင်ဒိုနီးရှားကိုကျွန်တော်3နှစ်ကျော်သွားပြီအင်ဒိုနီးရှားမှာလည်းဒါအကြီးဆုံးပဲ40 megawatt combined cycle power plant ပေါ့ကျွန်တော်တို့ကုမ္ပဏီအတွက်လည်းပြောရရင်အကြီးဆုံး EPC project ပေါ့နော်ဆိုတော့
ကံကောင်းကျွန်တော်တို့ကံကောင်းတယ်ဘာလို့လဲဆိုတော့ဒီ day ရဲ့လုံးသမျှအကြီးဆုံးဒီ combined cycle power plant project တွေကိုကျွန်တော် assignment နဲ့ handle လုပ်ရတယ်ခြေလက်ကျင်တယ်ဒီမှာ ဟုတ်ကဲ့စုစုပေါင်းကတော့ကို megawatt စု capacity စုပေါင်း megawatt ကပြန်ပြောမယ်ဆိုရင်ကျွန်တော်လုပ်ခဲ့တဲ့ project ခုနပြောသွားတဲ့၄နိုင်ငံမှာပေါ့နော်စုစုပေါင်း project က12ခုရှိတယ် combined cycle power plant install capacity နဲ့ solution တော့1500 megawatt ရှိတယ်ပေါ့နော် ဟုတ်ကဲ့ အနည်းဆုံးကျွန်တော်တို့ကဒါစတာ110 megawatt ရှိတယ်နော် cell configuration ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့အဓိကဒီ gas turbine model တွေကမြန်မာပြည်နဲ့ရှင်ပြောမှဆိုလို့ရှိရင်ဒါအလုံးလောကမှာရှိတဲ့ gas turbine မျိုးပေါ့ GE frame 6B နော်ပြီးလို့ရှိရင်အခုဒီမြင့်ညံဆိုလို့ရှိရင်လည်း GE frame 6.1 F.3 ပေါ့နော်အဲ့ကောင်ဟင်နောက်အခုဒီထိုင်းမှာဆိုရင်တော့ Siemens SG800 တွေပေါ့ gas turbine တစ်လုံး capacity က50 megawatt ကနေပြီးတော့မှဒီမြင့်ညံတော့အားမျိုးဆိုလို့ရှိရင်ဒါ85-80 megawatt ရှိတယ်ပေါ့နော်အားမျိုးတရားအဲ့လိုမျိုးတွက်လိုက်မယ် project 12ခုပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်1500 megawatt ရှိရပြီ ဟုတ်ကဲ့အဲ့တော့အခုကျန်တဲ့ဟို technical တို့တခြားအကြောင်းရင်းတို့မဆက်ခင်ပေါ့ဒီစွမ်းရည်ကဏ္ဍကလည်းနိုင်ငံတိုင်းမှာနိုင်ငံရဲ့ဖွံ့ဖြိုးမှုရောလူမှုဘဝလုံခြုံမှုရောအရန်ကိုအရေးပါတဲ့ကဏ္ဍပေါ့နော်ဟိုပါပေါ့ဥမာကိုလျက်စစ်နဲ့ပဲဒေတာတွေမီလင်းသွားတယ်ဒါမှမဟုတ်သူတို့လူမှုဘဝတွေမြင့်သွားတယ်ဆိုအရန်ကိုဟိုကျင့်တတ်ပြီးဂုဏ်ယူရမယ်ဟိုကဏ္ဍဖြစ်တယ်ပေါ့နော်အဲ့လိုကဏ္ဍအောင်မှာအခုအနေနဲ့ကဒီ direct energy ကိုထုတ်ပေးတဲ့ generation plan တွေပေါ့နော်အဲ့ဒါတွေကို design လုပ်ပြီးတော့အဲ့ဒါတွေကိုတက်ဆင်ပြီးတော့ဥဆောင်လုပ်ကြရတဲ့လူတစ်ယောက်အနေနဲ့ကျွန်တော်ထင်တော့အခုအများကြီးဂုဏ်ယူလိမ့်မယ်လို့ထင်တယ်။နောက်ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းမြင်းချံ power plant ကိုဟိုအဲ့လိုဥဆောင်တက်ဆင်ပေးခဲ့တဲ့ဟိုပါပေါ့ site manager တစ်ယောက်အနေနဲ့အခုကိုလည်းဒီနေရာမှာကျွန်တော်တို့ကကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျ။နောက်ဟိုအဲ့နဲ့တပြိုင်နက်ပေါ့နော်အခုကျွန်တော်သိချင်တာဒီ power plant တွေမှာgas turbine technology ကိုသုံးပြီးတော့ဒီလျှက်စစ်ထုတ်မယ်ပေါ့နော်အဲ့လိုမျိုး profession ကိုဟိုပါရွေးချယ်တဲ့အချိန်မှာပေါ့ဘယ်လိုမျိုးအကြောင်းရင်းနဲ့ကိုရွေးချယ်ခဲ့လဲဟိုပါပေါ့ကိုယ်စိတ်ကပဲ passionate ဖြစ်လို့လားဒါမှမဟုတ်ရင်တခုခုပေါ့နော်ဒါစတင်ပြီးတော့ကိုအဲ့လိုကိုဝင်ပြတဲ့အကြောင်းရင်းရယ်နောက်စောစောကရှုထောင့်ကြည့်ရင် power plant တစ်လုံးဆင်ပြီးတိုင်းပေါ့နော်အခုအနေနဲ့ဘယ်လိုခံစားရလဲဗျအဓိကဒီ career ကိုရွေးချယ်တာတော့အဖေပေါ့ကျွန်တော်အဖေကလည်းသူက gas turbine ကိုလုတ်စားဝင်ပြင်ဆင်ယူရတဲ့သူကလုတ်ခဲ့တာဟုတ်ဆိုတော့ဒီမြန်မာပြည်ရဲ့ဒီ gas turbine တမိုင်းနဲ့ပြန်ပြောမယ်ဆိုလို့ရှိရင်လည်းကျွန်းချောင်း gas turbine ကဒါပထမဆုံး gas turbine နိဟုတ်ကဲ့သူကအဲ့မှာအစအလုပ်ဝင်တာဟုတ်ကျွန်တော်ကိုယ်တိုင်ကကျွန်းချောင်းမှာငွေရတယ်လို့ပြောပါတော့နော်ဒီပထမဆုံး gas turbine ပါပဲသူကဝေးပြီးလူဖြစ်ခဲ့တာတောက်လျှောက်ပြီးရွှေရောင် gas turbine ကျွန်တော်ဖေးဆိုလို့ရှိရင်လည်းသူကဒီအင်္ဂလန်သွားပြီးတော့ gas turbine installation and maintenance and operation သူကသွားပြီးတော့3လသွားပြီးတင်တဲ့ခဲ့ရတာဘာတော့ပြီးတော့မှသူဒီတောက်လျှောက်မြန်မာပြည်မှာရှိတဲ့ gas turbine power plant စီမံကိန်းတွေမှာဆိုလို့ရှိရင်သူမပါတဲ့စီမံကိန်းမရှိဘူးဟုတ်ကဲ့ဟုတ်ကဲ့အဲ့ကကြောင့်ကိုရငယ်ငယ်လေးတဲ့ gas turbine ကိုမြင်ဘူးနာဟိုရင်တော့ဟိုဆရာပကြပြောတယ်လို့ပေါ့RND တက်တော့ဟာလားဟို gas turbine အကြောင်း fit ရမှာတင်ရတယ်ပေါ့ထိုင်ဝင်လာအဲ့တော့ဒီမြန်မာလူတွေကတက်တဲ့လေနီးက RND ခေါင်းမိုးကနေပြန်သွားလာတောင်းမှာပါအလုံးနှလုံး gas turbine engine နဲ့ပေါ့နော်ဆိုတော့မသိခဲ့ဘူးပေါ့ဟုတ်မှသိကျွန်တော်ကအဲ့လိုမျိုးငယ်ငယ်လေးတည်းမြင်ရတာဒါပေမဲ့အဲ့တော့ငယ်လေးကတည်ရ gas turbine တော့နောက်ပိုင်းဒီဟို point မှာ master တက်တော့မှဒီတခြားတကယ်ချင်းမမြင်ဘူးဆိုလို့သူတို့ပြတယ်အဲ့တော့ pass တွေပါထည့်ရတဲ့ bucket တွေဒီ compressor blade တွေပါဆိုစက်ဝင်မှာမြင်မှုနဲ့ယူလာပြတော့ဒါတွေက gas turbine တဲ့ internet pass တွေပါဆိုအားမျိုး sharing လုပ်ကြအောင်အဲ့ဒီကတော့ crazy ဖြစ်တယ် crazy ဖြစ်တဲ့အခါကျတော့ဒီMBA ပြီးတော့ခါကြလို့ရှိရင်တော့တကယ်ကြီးနဲ့ပြောမင်းဒီ business side နဲ့အလုပ်သွားပါလားပေါ့နော်အဲ့ကိကအဲ့ကျဆိုရှင် telecom နေရာမြန်မာပြည်စပြီးပေါ်နေဆိုတော့အရင်ကြောက်ဆိုလို့ရှိရင် telecom နေမှာလောက်ကြမယ်ပေါ့အဲ့လိုမျိုး
management ဘိုင်းပေါ့နော်ဆိုတော့လုပ်ချင်လို့ဒီပါပဲဒီ Google Star ဘိုင်းပဲကွာဖြစ်အဲ့ဒီအချိန်မှာနောက်တခြားအလုပ်တစ်ခု offer ရတယ် Japan company Nippon Steel ပဲဒီသူပြင်ဒီ offshore မှာ pipeline ချတာပေါ့နော်ဆိုတော့ကြောင်းပြီးတဲ့အချိန်ငါပြောလည်းမပြန်သေးဘူးလှုပ်ရှာတဲ့ခါကျတော့ဒီရှင်းရလို့ပြစ်တာပြစ်တိုင်းမှာဆိုလို့ရှိရင် G ကိုဆိုလို့ရှိရင်အရန် crazy ဖြစ်တာဒါ G က generator ကကိုရီးယားဟိုငွေရတူတာဆိုတော့က survey technology မှာအဲ့ချင် number 1ပဲလေအခုမှစီမံနေပါပေါ်လာတော့နောက်ကဆိုတော့ G မှာအရန်လို့ရချင်တယ် try နေတို့ကလည်းcompetitive ဖြစ်တယ်လေမရအောင်များနောက်ပိုင်းကျတော့ okay ဟုတ်ပြီဒီ survey design မှာ problem design ပေါ့နော်လုပ်တဲ့ကိုကျွန်တော် join နေတာဟုတ်ကဲ့အဓိကကတော့ဘာပေါ့ကိုငငယ်ရကြည်ပြင်းခဲ့တဲ့ဒီစက်တင်နဲ့ပဲကြည်ပြင်းခဲ့ရတယ်ပြီးရင်အခုဖေကိုရိုင်းကလည်းအဲ့ဒီသူ့ကနေတစ်ဆင့် inspiration ရတာရပြီးတော့ဒီ legacy နဲ့ DP ကိုလွတ်ဖြစ်သွားတော့ဟိုဟာလေကျွန်တော်မစက်ခင်နောက်တစ်ခုကဟို MBA လဲဟိုတက်ခဲ့တယ်ဆိုတော့ MBA ကြတော့အခုဘယ်လိုစိတ်ကူးနဲ့တက်လဲဟိုပါပေါ့ဟို business ဘိုင်းဆိုင်ရာပြောင်းကျင်လို့လားဒါမှမဟုတ်ရင် engineering profession ကိုပဲ MBA ရပါပြီနော်ပို့ပြီးတော့ကိုကလို့ business တွေးခေါ်ဟိုပါပေါ့နော်ရင့်တန်ကျင်တာတော့ဘာကြောင့်တက်လဲအဲ့ဟာပြောရရင် MNN ကမြန်မာပြည်ကနေထွက်တော့မလေးရှားမှာထွက်မလေးရှားမှာတစ်နှစ်လောက်တယ်ပေါ့နော်ဒီ2002ကနေ2003ထိအဲ့ကာလမှာဒီ power plant maintenance company မှာပဲလုပ်ရတာပဲဟုတ်လုပ်ပါတယ်ဒါပေမဲ့တိတ်မလေးရှားမှာမကြိုက်ဘူးမနေချင်တဲ့ခါကျတော့ဟိုဟာစင်ကို try နေတယ်ဘာလို့တကယ်ကြီးတော်များလဲစင်ကိုစထွက်နေကြတယ်ဆိုကန်ဆိုကြတဲ့အချိန်မှာ SARS ဖြစ်တယ်ကိုဗစ်လိုပဲစင်ကာလည်းဝင်နေပိတ်တယ်ပိတ်တာဘယ်လိုလုပ်လဲဒီဆိုဂျပန်ပေါ့ဂျပန်နောက်တစ်ခုနိုင်ငံမှာထွက်ဂျပန်စကားလည်းနည်းနည်းတက်လိုက်တင်လိုက်သေးတယ်ဂျပန်ကောင်ကလှုပ်ချင်တယ်ခါဒါပေမဲ့မတက်ဘူးပေါ့နော်ဟိုချိန်တစ်ခုမပြီးခဲ့ဘူးအဲ့ဒီခါကျတော့သူကအလုပ်ပြောင်းနေလို့ဟိုပါပေါ့ဟိုသတင်းစာဖတ်သတင်းစာစနေဆိုအလုပ်ရှာအောင်အလုပ်ပြောင်းရှာအဲ့ဟို scholarship ကိုတွားတွေ့NUS and U scholarship တွေလည်းရှာဖို့ရတယ်ဒါပေမဲ့ NUS and U scholarship တွေ very competitive လေကိုရီးယားဒီအရင်ဟို top 1ကအောင်လာမှမဟုတ်တယ်ဆိုတော့ကျတော့ဒီBrunei government ကပြီးတယ်နော် UBD က University Brunei Darussalam ပြီးတဲ့ scholar ကိုတွားတွေ့ခါကျအဲ့မှာသူနှစ်ခု offer ပေးတယ်တစ်ခုကပါ MBA နောက်တစ်ခုကကျတော့ Petroleum Geoscience က master နှစ်ခုပါ master ပေးခါကျ Petroleum Geoscience ကိုဘယ်လိုလျှောက်ရလဲဆိုတော့ဒီ geology လျှောက်လို့ရတယ်နောက်ဟို B petroleum နဲ့လျှောက်လို့ရတယ်ဘာကြောင့် B mechanics လျှောက်မရလျှောက်လို့ရတယ်အဲ့ MBA ပေါ့အဲ့ချိန်မှာမြန်မာပြည်မှာဆန်ကုန်စီးပွားတက်တော့ဒီဟိုလူကြီးညတို့ဟိုစပြီးတော့သူတို့ဖွင့်နေ MBA စပြီးခေတ်စားနေတယ်မကြားဘူးနော်လား MBA တက်တာကအများသောအားဖြင့်ကဆရာဝန်တွေ engineer တွေเนาะတခြားဒီဝိဇ္ဇာသိပ္ပံဝယ်ရတယ်တက်ကြတယ် business တမားမှမဟုတ်ဘူးပေါ့အကုန်လုံးတက်ကြတယ်အဲ့တော့ဒီ engine တကယ်ကြောက်တာဆိုတော့အမြင်ပြောတယ်သူ့ဟာကိုအမြင်ပြန်ကြအောင်ငါလည်းဘယ်တော့မှဒီ ME7 တက်တော့ဘောနော်တကယ်ငါ MB ပဲတက်မှာပါအဲ့ဒါသူပြောရတာပဲပေါ့ကိုရှောက်လိုက်တယ်ရှောက်လိုက်ပါအဲ့မှာ the proposal ရေးရတယ်ကိုလည်းနိုင်ငံထွက်လာမယ်လို့တော့အကုန်လုံးဒီ certificate တွေရောဒီအင်္ဂလိပ်စာနဲ့သင်ခဲ့ပါတယ်ဆိုတော့ထောက်ခံစာပေါ့နော်သူပြင်ဒီချိုင်းတော်များသင်ရဲ့ထောက်ခံစာတွေရောပါတယ်ဟုတ်အဲ့ဒါဆိုတော့အဲ့ဒါနဲ့ရှောက်လိုက်တာအဓိကတော့အရင်အဲ့ဆိုတော့business line ကိုတွားခြင်းလို့ရလို့မဟုတ်ဒါပေမဲ့ရောက်သွားပြီးတဲ့အခါကျမှအဲ့ဟာတဲ့တော်လေးပါဖြစ်တယ်အကျိုးရှိဆိုတော့ကိုကဒီအစ်စ်တွေတင်ရလေကိုနဲ့ subject ဒီတူတာ ability ပဲတူတာအဲ့ဟိုပါဘာသာရပ်တစ်ခုရှိကျန်တဲ့အကုန်လုံးကဒီ accounting for manager တို့အဲ့ဒီမှာ debit credit စပြီးတော့တင်ရတာပြီးလို့ရှိရင်များသောအားဖြင့် marketing တို့ international business တို့နောက် strategic management ညီမတို့ကကြက်ပြီးဖြေလာလေဒီမှာကျတော့ဘယ်လိုကြက်တိုင်းမှာဆိုင်လိုက်ဖတ်တာပြန်ရေးရ
ဆိုတော့တော်တော် struggle ဖြစ်တယ်အာဆီယံကျောင်းသားအဲ့တော့ဆိုရှင်ကမ္ဘောဒီးယားလာအိုကမ္ဘောဒီးယားလာအိုနောက်အင်ဒိုနီးရှားပေါ့နော်သူစဉ်စုံကြတာအဲ့သူရုံးကန်တာ ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုကြာတော့ကျွန်တော်မေးရတော့ပါပေါ့ကျွန်တော်ကတော့ကိုယ်နဲ့လည်းခင်မိသားတည်ပြီးသားပေါ့နော်အကိုကလှုပ်ဆောင်တဲ့နေရာမှာ idea အသစ်တွေနဲ့ initiative လည်းကောင်းတယ်နောက်တစ်ခုခုဆိုရင်လည်းဆုံးဖြတ်ပြီးရင်achievement ကိုရအောင်ယူနိုင်တယ်နောက်စောစောက communication တို့ personality တို့အဲ့ဒါတွေလည်းကိုကကောင်းနေလို့တရားပေါ့နော်အဲ့ဒါကျွန်တော်တို့ကဒီဟာကိုတက်တဲ့အချိန်မှာဘာရွေချက်နဲ့တက်တယ်လဲဆိုတော့သိချင်လို့မေးရပါဗျဟုတ်ကဲ့ပါဘူးအဲ့ဆိုရင်ဒီ guest star ဘိုင်းကိုပြန်ပြောရရင်ကျွန်တော်ဒီအကိုတို့ companies ကတော့ဒီစင်ကာပူမှာအဓိက base ထားတာပေါ့နော်ဒီရုံးချုပ်ကတော့အဲ့တော့သူဖြတ်နာတော့ဒီ market ကတော့အာဆီယံအကုန်ဖြစ်မှတင်တယ်ဗျအဲ့တော့ကျွန်တော်တို့ဆိုတော့အကိုလည်းအကိုရဲ့10နှစ်တာတွေ့ကြုံမှာလုပ်ခဲ့တဲ့နိုင်ငံတွေကိုပြောသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီကျန်တာတွေမဆက်ခင်မှာတခုစိတ်ဝင်စားတာကဒီစင်ကာပူကဒီ central ပေါ့နော်ဒီ main headquarters ကနေပြီးတော့တက် local မှာ branch တွေရှိသေးတယ်ဒါမှမဟုတ် branch မရှိဘဲနဲ့ project base ပဲပေါ့နော်ဒီကိုယ့်ရဲ့ HR ကိုဒီလုပ်မဲ့သူတွေကိုအဲ့ဘက်ကိုတက်ဆိုင်ရာနိုင်ငံနဲ့ project တွေပဲရွှေ့ပြီးတော့ local engineer တို့ဒါမှမဟုတ်တခြား staff တွေကို recruit လုပ်တယ်ပေါ့နော်အဲ့ဒီရဲ့ပုံစံလေးပေါ့အခု technology ဘိုင်းရအောင်ဘယ်လိုမျိုး manage လုပ်လဲပြီးရင် HR ဘိုင်းနဲ့ဟိုဟာရအောင်ဘယ်နိုင်ငံတခြားနိုင်ငံတွေမှာရုံးခွဲရှိလားမရှိရင်လည်း project base ပဲပေါ့နော်အခုလိုဘယ်လိုမျိုးဟိုပါပေါ့လှုပ်ဆောင်ပါတယ်ခင်ဗျာကိုရိုဟွာပေါ့နော်ဒီကုမ္ပဏီက base ကစင်ကာပူတခြားနိုင်ငံတွေမှာရုံးခွဲရှိတယ်အခုဒီလက်ရှိအင်ဒိုနီးရှားမှာဆိုလို့ရှိရင်လည်းသူကဒါဘယ်လိုပြောရလဲအင်ဒိုနီးရှား JE ပေါ့ PTJE လို့ခေါ်တာပေါ့နော် subsidiary အနေနဲ့ရှိတယ်ထိုင်းမှာဆိုလို့ရှိရင်ထိုင်းယူရောင်းအနေနဲ့ရှိတယ်မြန်မာမှာဆိုလို့ရှိရင်ယူရောင်းမြန်မာအနေနဲ့ရှိတယ်နော်ဆိုအာဆီယံနိုင်ငံမှာအကုန်လုံးမှာရှိတယ်အခုဆိုဘယ်မှာလည်းရှိတယ်အဲ့ရမဟုတ်ဘူးဒီ Middle East မှာလည်းရှိတယ်ဟုတ်ကဲ့အိန္ဒိယမှာလည်းရှိတယ်ပေါ့နော်သူတို့ကအဓိကတော့သူတို့ဒီ subsidiary တွေက local project တွေကို lead လုပ်ပြီးတော့ run တယ် local project ဆိုလိုတာကဒီပေါ့ installation ပေါ့ power plant မဲ့ဒါပေမဲ့ design မပါ engineering မပါဘူး engineering program မပါဘူး installation တခုပဲပြောချင်ဥပမာပြောလို့ရှိရင်ဒီဂျပန်ကုမ္ပဏီတွေရှိတယ်မာရူဘီနီတို့နော်ဆူမီတိုမိုတို့အဲ့ကုမ္ပဏီတွေကနေပြောမှ JE ရနဲ့โอเคဒီအင်ဒိုနီးရှား JE ကိုသူကငါတို့ဒီ power plant installation လုပ်ရှင်တယ်ဆိုရင် I scope ကိုယူပြီး install လုပ်ပေးတယ် engineering နဲ့ procurement equipment supply ကျတော့အဲ့ကုမ္ပဏီတွေအောက်ကဟုတ်ထိုင်းမှာလည်းအဲ့လိုရှိတယ်အခုဒီ Guru project ကျတော့ 100% EPC ပေါ့နော် engineering ရော procurement ရော construction ရော commissioning testing 10 project ပေါ့လို့ရှိရင်အဲ့ဆိုရှင် JES ကပါတယ်ဘာလို့တော့ engineering လောက်တော့ပြီးလို့ရှိရင် main equipment supply လောက်ပါokay supply နေ transformer တွေအဲ့မျိုးပေါ့နော် local မှာဝယ်လို့ရပစ္စည်းတော်များ local မှာဝယ်ဖို့မှာ steel structure တို့ cable တို့ဒါသားနဲ့main equipment တွေ boiler တို့နော်အဲ့တာဘိုင်တို့တော့အကုန်လုံးကဒီဘိုင်ညာတွင်ရတာဟုတ်သူဒီ European တွေကတွင်ရတယ်ဆိုတော့ပန်နေပေါ့နော်အဲ့လိုရှိတယ်ဒီသူက J ရဲ့ involvement ကဆိုတော့ဟိုပေါ့ဟိုတကယ်လို့ Q လို့ EPC project တွေ EPC project တွေဆိုလို့ရှိရင်မစင်ဝါနေပဲ pro တွေလာပြီးပါတယ်နောက် local subsidiary Indonesia ဂျူရောက engineer လည်းရှိတယ်အကုန်လုံးတွဲလို့ပါတယ်တူတူအောက်ဆိုစည်းနေလည်းရှိတယ်နော်နောက် engineering နဲ့ပတ်သက်လို့ရှိရင်ကိုတို့ဘာပေါ့စီဝါအများပြောကြတယ်စင်မဒီ design teaming တခုလုံးထောက်တာမလိုလားဘူးသူတွေ permit တွေပါရှိသေးတာဟုတ်တယ်စင်ဝါကဒီလာ expert ရဖို့ EB ရဖို့ဆိုတာလာတာအများကြီးပြရလေဒါကကျတော့ design team ပေါ့နော် engineering team ကိုသူတို့ India မှာရှိတယ်ထိုင်းမှာရှိတယ်ထိုင်းရောက်ဆိုလို့ရှိရင်အခုဒီ civil ဟိုသူတို့ခု project မှာသူတာဝန်ယူ cooling tower တို့နောက်ဒီ road တွေ drainage တွေအဲ့လိုပေါ့နော် benzene တွေဒီ small foundation တွေဆိုလို့ရှိရင်သူတို့ကဒီက civil ထိုင်းကျွမ်းတောင်းနေအဲ့ဒါကတွဲလက်တွဲတော့အခုဟိုဟာဒီလူကြီးများပြောတယ်ဟိုပေါ့စောတုံးနဲ့ဟိုနဲ့ auto post လို့ကင်းမွန်နဲ့ဟိုဟာလို့ပေါ့
ဟိုခေါင်းကြီးပြီးတော့လက်တံသေးသေးထားရတဲ့ခေါင်းသေးသေးနဲ့လားလက်တံ branch များများထားတယ်အဲ့ကိုရော business ကအဲ့လိုမျိုး ဟုတ်ကဲ့ ခေါင်းသေးကခေါင်းသေးသေးကို head နဲ့ ဟုတ် လက်တံနေ strong ဖြစ်အောင် လက်တန်းတွေ strong ဖြစ်အောင်လုပ်ပေးတာဟုတ်ကဲ့ အဲ့ အဲ့တော့ဟိုစောစောကကျွန်တော်လည်းအဲ့ဒါမေးမလို့ကိုလည်းပြောသွားပြီဆိုတော့ design ကတော့ဟိုစောစောက Thai နဲ့ India မှာရှိတဲ့ team ကအဓိကလုပ်တာပေါ့ဒီကျန်တဲ့ local team နဲ့ local team တွေလည်းပါမယ်ဒါပေမဲ့ mainly ကတော့သူတို့က design မိုင်းကိုလုပ်တာပေါ့ mainly က design မဲ့ကိုအဲ့ Thai နဲ့ India နဲ့လုပ်တယ် single design team က review လုပ်တယ် ဟုတ်ကဲ့ review လုပ်တယ် ဟုတ်အဲ့တော့အကိုတို့ကဒီ site manager တွေကတော့ design ထဲမှာအကိုတို့ပါသေးလားဗျ ကိုတို့က feedback လုပ်ရ feedback ပဲ design နဲ့မှမပါဘူးကိုတို့ကကျတော့ execution ပေါ့နော်သူတို့ approve လုပ်ထားတဲ့ drawing တွေကိုမကိုတို့ account ထဲပေါ်ရတာ account ထဲပေါ်တာပေါ့ဟုတ် อืม နောက်တစ်ခုကဟုတ်ပြောပါ ဟို feedback ပြန်ပေးရတယ် ဟုတ် ဥပမာတခုဒီမှာ piping တွေပေါ့နော်သူတို့ piping တွေ routine တွေပေါ့ဒီ piping routine ကို design ကသူကမှဥပမာ elbow တွေများအိုင်းမှာနော်ဆိုလို့ရှိရင်ကိုတို့ကဒီမှာ site မှာကြည့်လိုက်တဲ့အခါကျတော့ဒီ shorted route ပေါ့ဆိုလို့ရှိရင် feedback ပြန်ပေးလိုက်လို့ရှိရင် engineer က okay တဲ့ဒါမင်းတို့ပြောတဲ့အတိုင်း route လုပ်လို့ရတယ်ဆိုလို့ရှိရင် material လည်း cost saving ဖြစ်တယ်เนาะအလုပ်ရအလုပ်ချိန်လည်းရော့ပါ cost saving perspective ကိုစဉ်းစားတာပေါ့ steam pipe တို့အောင်ကြတော့လည်းတတ်မဲ့stress analysis တွေပါတယ်လေအဲကြောင့်ကိုကအဲ့လိုမျိုးလုပ်ချင်လို့သူတို့က program နဲ့ပြန်ထည့်ရသေးတယ် ဟုတ် ဒီမှာကိုပြောရတာရသည်မရဘူးဒါတော့အဲ့လို loop တွေအများကြီးထားတာကဒီ stress analysis အတွက်ပေါ့နော်ထားတာပေါ့ ဟုတ် တတ်မဲ့ expansion တွေထားတာဆိုအဲ့ coordination လုပ်ရ ဟုတ်ကဲ့ဟုတ်အဓိကကတော့သူတို့က initial design ပေးပြီးတော့ဒီ website team ကလက်တွေ့ဟိုပါပေါ့ execution လုပ်တဲ့အချိန် implementation လုပ်တဲ့အချိန်မှာဟိုပိုကောင်းမဲ့ solution ဒါမှမဟုတ်လည်းလက်တွေ့ပို့ဆံမှုရန်အတွက်ဟိုပြောင်းမှုလိုတဲ့အချိန်တွေ feedback ပေးပေါ့ဒါသူတို့ဘက်ကလည်း engineer requirement ကြာ analysis ကတသက်လိုရဲဆိုရင်လည်းဒါနှစ်ဖက်ပြန်ပြီးတော့စောစောပြောညှိနှိုင်းပြီး coordinate လုပ်တာပေါ့ ဟုတ်တယ်အဲ့ခါကျတော့ကိုရီးယားမှာဟွာရှိရပါတော့ TQ ခေါ်တာပေါ့ technical query ပေါ့ technical query တက်လိုက်တော့သူတို့ဟုတ်တယ်မင်းတို့ proposal ဒါအဆင်ပြေတယ်ဆိုလို့ရှိရင်သူတို့ခါပြန်ပြီးလိုက် even internal ပေါ့နော် J internal ဒီဟာ record ရှိရတယ် any changes ဟုတ်နောက်တစ်ခုကဟိုဒီဒါကတော့ကိုယ်နဲ့တိတ်ဆိုင်မှမထင်ဘူး initial site selection ကတော့တက်ဆိုင်ရာဒါကိုဆင်မဲ့နိုင်ငံဒါမှမဟုတ်ရင်တော့ဒီ gas ရဲ့ resource ရဲ့နေရာပေါ့နော်အဲ့ဒါကြတော့အကိုတို့ကဆက်စချင်းပေါ့ဒီ site suitability လုပ်တဲ့အချိန်အကိုတို့ပါနေတာ selection ကကြတော့သူ owner ကသူလောက်တာ ပဲဒီက owner လောက်တာဒီများသောအားဖြင့်ဥပမာမြင်းညံတို့ဘာမှဆိုလဲအဲ့တိုင်းပဲ owner ကသူက site ရွေးထားပြီးသား ဟုတ်ကဲ့ နေရာရွေးထားပြီး roughly ရွေးထားပြီးသားသူတို့ကအဲ့တော့ owner လက်ရှိအဲ့မြင်းညံ site owner ဟိုဆမ်ကောဆမ်ကောမြင်းညံနဲ့ခုနပြောအစိုးရနဲ့ပေါ့နော်အဲ့အစိုးရပြော EPG နဲ့သူတို့ကဒီနေရာပေါ့ပေးလိုက်တယ် ဟုတ်ကဲ့ ကိုရိုကုမ္ပဏီ EPC contractor တွေနဲ့ဘာလုပ်ရလဲဆိုတော့ site survey လုပ်ရတယ် ဟုတ် site survey ကဘာလုပ်ရလဲ spine test လုပ်ရတယ်ဟို foundation တွေမျိုးဒီမြေကြီးကတော့ပိုင်ရိုက်ဖို့လိုလားပိုင်ဘယ်လိုမျိုးစားရိုက်ရမှာလဲနော်အမျိုး spine test ကကိုရိုကုမ္ပဏီစလုပ်ရတယ် ဟုတ် spine test လုပ်ပြီးတဲ့အခါကျမှဟာလာဒီမြေကြီးအမျိုးစားပေါ်မူတည်ပြီးတော့ကိုရိုပိုင် selection ရွေးရတယ်ဘယ်လောက်ရည်တွက်လဲဘာလို့ရအဲ့အောင်မှာပိုင် selection ရွေးရမှာtest ပိုင်းတွေရင်စပြီးတော့လုပ်ရတယ် test ပိုင်းတွေလုပ်ရတယ် test ပိုင်းလုပ်ပြီးတော့မှလာ test ပိုင်းရဲ့ result ပေါ်မူတည်ပြီးတော့မှလာပိုင်း sizing ဘယ်လောက်လဲအမေပေါ့နော်အရေးအတွက်ဘယ်လောက်လဲဆို foundation အလိုက်သွားတာဟုတ် ဆိုတော့ဒီ site selection ကတော့ခုနပြောတဲ့owner ကသူရွေးထားပြီးသားမှာ gas availability နေရာမြင်းညံဆိုလို့ရှိရင်တမ်းလိစေအောင်ဝေးပါသူကစွာမြေရှိပြီးသား ဟုတ် ပြီးလို့ရှိရင် gas pipeline ကလည်းတမ်းလိစေအောင်အတွက်သူကဆွဲထားပြီးသားအဲ့ gas station ရှိတယ်ကိုရီးယား2မိုင်လောက်ပဲ project တွေဆွဲရတာ ဟုတ် ပြီးရေပေါ့နော် plan နဲ့ရေပဲယူမယ် AR မြင့်ရယူမယ်ဆိုရှင် AR မြင့်ရအဲ့နားမှာမြင့်ရင်ရှိမြင့်ရင်လည်းကြိုက်ယူမယ်ပေါ့ထွက်တဲ့ဒါဘယ်ပို့မလဲโอเคဟုတ်ပြီဒီတမ်မလီမှာခွဲအောင်ရှိတယ်တမ်မလီခွဲအောင်တော့ထည့်တယ်သူတို့အားရ owner ကြီး information ရတာပေါ့နော် ဟုတ်နောက်တစ်ခုကဟိုကြောက်အခုတို့ site ကဟိုဖြစ်သွားပြီပေါ့ဒီတာပိုင်းကိုစပြီးတော့ဆင်းတော့မယ်ဆိုတဲ့ချိန်မှာ
ဒီလုပ်ငန်းလက်ပတ်မှုရပါတော့အခုလိုအပ်ချက်ရအဓိက major team ပေါ့ဘယ်နှခုခွဲထားလဲ အဓိကကဟိုဟာ major team က3ခုပေါ့civil team ပေါ့ civil team ကဒီ foundation တွေပါလောက်ရမှာပြီးလို့ရှိရင် M&E ပေါ့ mechanical electrical ပေါ့ ဟုတ် ဒါပေမဲ့အဲ့မှာအသေးစိတ်ထားပြောမယ်ဆိုရင် mechanical အောက်မှာက piping အဖွဲ့လည်းပါသေးတယ် ဟုတ် electrical အောက်မှာ instrumentation လည်းပါတယ် E&I နော် ဟုတ် control and instrumentation အဲ့ဒါလည်းပါတယ်ဆိုတော့ကြောင့်civil ရှိမယ်နော် mechanical ရှိမယ် piping ဒါတော့ညီမဒီမှာ piping လို့ပြောချင်တိတ်နေပြီကိုတော့မှဒါဟာတာနဲ့ကြုံလို့ပြောပြဟိုပထမဆုံး piping စလုပ်တဲ့အခါကျတော့အများကြီးကတကယ်ချင်းနေပြန်ဆုံးတော့piping engineer ဟောတာသူတို့ကိုယ်တကယ်ချင်းနဲ့ပြ piping လို့ရှိရင်မင်းဘိန်းလားပိုက်လားဟောတာဒီဟိုဘာခေါ်လဲ hotel ဘာမှပိုက်ဆိုတာဒီမျိုးဒီ distribution လုပ်တဲ့ပိုက်တယ်နော် seaway ပိုက် ဟုတ် I mean မိန်လာခိုင်းရလားရောက်တယ်ကအဲ့ဒါနောက်ပဲအဲ့ဒါသူပြောတာမဟုတ်ဘူးဒီ problem ရှိတဲ့ပိုက်တွေပေါ့နော် ဟုတ် steam pipe တွေ gas pipe တွေ cooling water pipe တွေ instrument service pipe တွေအဲ့လိုပေါ့လောက်ရတာpiping engineer က mechanical engineer ရောမှာပို့ပြီးတော့ process ကိုသိတယ်ကိုအကြောင်းမှာတင်ပြလိုက်တာ mechanical ပဲ mechanical ပဲရှိတာဟုတ် piping engineer မှမရှိတာဟုတ်တယ်မလား mechanical electrical နော်ဒါ electronic ဒါပဲရှိတယ်တော့အဲ့တော့ piping ကလည်း under mechanical ဆိုတော့ mechanical engineer တယောက်အနေနဲ့ power plant field ကိုရောက်လာလို့ရှိရင် equipment ကိုတာဝိုင်တော့ on base foundation စီရပြီးပြီဆိုရင်တာဝိုင် foundation ကိုတင်ပြလိုက် alignment လုပ်ပြလိုက်တမ်းဆိုလို့ရှိရင်ပန်းကိုတင်ပြလိုက်လား alignment လုပ်ပြလိုက်ဒါပဲတယ် piping သမားကြပေါ့ဒီပန့်ကလာဘယ်လိုသွားလဲ condenser ကိုသွားတယ်နော်ဒီ compressed air ကနေပြီးဘယ်လိုသွားလဲဒီ controller တွေကိုသွားတယ်steam pipe က gas pipe ကနေပြီးလား gas compressor ရှင် gas compressor မလို့ရှင်အဲ့ရနေပြီး filter ရနေတစင်လာတာဝိုင်နဲ့ဝင်တယ်ဟုတ် အဲ့ connecting လုပ်ပြဆိုတော့ piping က process ကိုဒီ mechanism မသိဘူး process မှာပါတဲ့ equipment အဆင့်တိုင်းရဲ့ import output spec ကိုသူကပို့ပြီးတော့ဟုတ်တယ် တွန်းတာဘာသူကအဲ့ဒါကိုသူ့ရဲ့ pipeline က transport လုပ်နိုင်မှုလို့ သူက pipeline transport လုပ်ပါအဲ့ဒါပဲ နောက်တစ်ခုက pipe လို့ပြောရင်ဒါလည်းအခုလည်းပြောလို့ပေါ့နော်ဒီ power plant ကြီးလေတကယ်တော့ pipe loss ကပို့ပြီးတော့အရေးကြီးလေပဲဒီ piping ရဲ့ loss ကိုဟိုပါပေါ့အနည်းဆုံးဖြစ်အောင် design လုပ်နိုင်မှာဒီဆိုလိုတဲ့က power plant တစ်ခုရဲ့ efficiency အတွက်တဲ့အချိန်မှာတကယ်တော့ piping ကလည်းအရေးပါတဲ့ကဏ္ဍမှာရှိရပေါ့ဟုတ်တယ်ဟုတ်ကဲ့ပါအဲ့ piping engineer ကြတော့ကိုဟာဗောဒါမေးနေပေါ့လေတယောက်ပဲလား site တစ်ခုကိုဘယ်နှစ်ယောက်လဲ piping engineer ရှိတယ်တော်များရှိကို site ပါဆိုရှင် piping engineer 4ယောက်ရှိတယ် 4ယောက်လောက်ရှိဟုတ် 4ယောက်လောက်ရှိတယ်သူ့အောက်မှာအဓိကတကယ် play ရတာက supervisor တွေဟုတ် supervisor superintendent တွေရှိတယ်သူတို့တွေကဒါ execute လုပ်တာသူတို့က piping drawing တွေpiping ရဲ့ကိုယ်တွေက mechanical နဲ့ပို့ပြီးတော့အလုပ်ရှုပ်တယ် mechanical ကသူကမှ equipment ကအလုံးလိုက်ဆင်ပြီးတော့ factory ကလာပြီးတော့လာကိုက on base လုပ်ပြီးသူကလို့နောက်ဆုံး leveling alignment လုပ် crowding လုပ်ပြီးသွားတယ်ဟုတ် piping ကကြောက်ကောက်တဲ့ကောက်pipe ရဲ့ spec ကြီးလည်းကြည့်ရကိုစားပြီး piping engineer ပြတော့ဆိုရင်flan တစ်ခုမှာပဲသူကမျိုးစုံရှိရလားဒီ class ကလည်းမျိုးစုံပဲလား150လားပေါင်300လားပြီးလို့ရှိရင် flat face လား right face လား ring drive လားပြီးလို့ရှိရင် join နဲ့ pipe နဲ့ join နဲ့ဟာလား slip on လား well neck လားအများကြီးပဲနောက်နဲ့ဟို project တစ်ခုလောက်ပြီးရင်တော့အဲ့ဒါကျွမ်းသွားပါ ကျွမ်းသွားပြီပြီးရင် flow state နဲ့ patient loss model ကလည်းပိုက်မှာအများကြီးပဲဆိုတော့ဒါတွေကလည်းအဲ့ဒါတော့အိုင်းမိုင်းအောင်ကျွန်တော်တွေ့ကြအောင်ဟုတ်ကဲ့ဟိုနောက်တစ်ခုကဒီ pipe ကြတော့ဘယ်လိုလဲဟိုဒါ software တွေကြပါသုံးမှာပေါ့အခုသိရင်ပေါ့နော်ဒီဘာ software သုံးကြလဲဗျဒါဒီမှာတော့စိတ်ဝင်စားတဲ့လူငယ်တွေရှိရင်သူလေ့လာလို့ရအောင်ပေါ့ဒီမှာ pipe loss design အတွက်ဆိုသူတည်တံ့သုံးတဲ့ software ရှိလားရှိတယ်ဘာ software သုံးရတယ်ဒါပေမဲ့အဲ့ software နာမည်ကိုတိကျမှတ်သိဘူးရတယ်ဟုတ်ကဲ့ဒီ software သုံးအဲ့လိုဒီမှာတော့ဒီ channel ကိုစောင့်ကြည့်ရလို့ပေါ့နော်အခုဦးရဲလင်းဦးတို့ site မှာပဲ piping နဲ့ဟိုပါပေါ့ engineer လုပ်နေတဲ့တယောက်လဲကျွန်တော်နောက်ပိုင်းမှာဟိုပါပေါ့တွေ့ဆုံမြင်တော့ရှိပါတယ်စိတ်ဝင်စားတဲ့လူတွေအတွက်ဒါသတင်းကြိုပေးရအောင်ဟုတ်ပါပြီအဲ့ဆိုရင်နောက်တစ်ခုကဟိုပါပေါ့ဒီစောစော team တွေလည်းကျွန်တော်ရပြီဆိုတော့
technology ရ technology choice ကိုတော့မှာပါကျွန်တော်ဘယ်လို gas turbine အမျိုးအစားတော့ combine cycle ဆင်ပါလားအဲ့ဒါကြလည်းစစချင်းဆင်ပါပဲအကိုတို့ကစဉ်းစားရတာလားဒါမှမဟုတ်ရင်ဆိုတော့အိန္ဒိယတို့ Thailand တို့က design team ကဟိုတခါလေးပေးလာပေါ့နော် scale လိုက်ကြည့်ပြီးပေးလာပေါ့အကိုအဲ့ဒါလေးရတော့ဒီပညာတွေရဲ့ကွာခြားချက်ရဲ့အကိုဆင်ခဲ့တဲ့ site တွေမှာဘယ်လို site ကိုတော့ဘယ်လိုနေထားကြဘာကိုရွေးရတယ်လဲပေါ့အဲ့ဒါလေးလည်းကိုဆွေးနွေးပြပါဦးဗျာ အဓိကကဒီ project တစ်ခုကိုဟောပေါ့နော် project owner ကနေပြီးစပြီးတော့ခေါ်ပြီးဆိုရင်သူကblock capacity တည်ပါလဲပေါ့block capacity မှာလဲ450 megawatt တည်တယ်ပေါ့ဥပမာ450 megawatt တည်ဆိုရှင်သူက gas turbine ယူရတဲ့အခါမှာလဲသူတို့ကဒီ gas turbine ကြီးတစ်လုံးနဲ့ဒါမှမဟုတ်နှလုံးလောက်တည်ပါလားအောင် single shot လားစီနာပိုင်းနဲ့ဟုတ်နော်အဲ့တည်ပါလားဒါမှမဟုတ်လို့ရှင်သူကဒီ operation flexibility ခေါ်တာပေါ့ operation flexibility ကgas turbine 450 megawatt တကောလား gas turbine ထားတော့မြင်းညံနဲ့ရှင်ပြောမယ်ဆိုလို့ရှိရင်မြင်းညံဒီ gas turbine နှလုံးရှိတယ်ဟုတ်ကဲ့125 megawatt ထုတ်တယ်နော်အခု450 megawatt ဆိုလို့ရှိရင်သူကblock 1 block 2ပေါ့လောက်လိုက်လို့ရှိရင် gas turbine 4လုံး steam turbine 2လုံးဆိုလို့ရှိရင်450 megawatt ထွက်ပြီဟုတ်အခုဒီမှာကြတော့ gas turbine သူက225 megawatt ထွက်ဖို့ gas turbine 3လုံးသုံးတယ် gas turbine တစ်လုံးကို50 megawatt ရှိတယ်3လုံးဆိုတော့150 megawatt 150 megawatt ကတဝက်ပေါ့နော်85steam turbine ထွက်တယ်ဒါဒီ combined cycle မှာဟုတ်ဒါဆိုရင်225ဖြစ်သွားပြီအဲ့တော့ gas turbine တစ်လုံး down ရင်တော့မှနှလုံး availability ဖြစ်သေးတယ်မြင်းညံလို့ဆက်ပြောက gas turbine တစ်လုံး down ရင်တော့တစ်လုံးပဲကျန်တာဟုတ်ဆိုတော့ owner ရဲ့ဟောပေါ်မှာ choice မှာမဟုတ်တယ်သူကဒီ operation flexibility ပေါ်မှာမူတည်ပြောတာသူကတစ်လုံးလေးတည်ခြင်းလား225ကိုတစ်လုံးနဲ့တည်လဲရတာပဲ gas turbine တစ်လုံးနဲ့တည်နှလုံးတည်ခြင်းလဲရသုံးလုံးတည်လဲရအဲ့ထက်မှသူကထည့်ပြရတယ်အဲ့ဒါက owner ရဲ့ power choice မှာမူတည်တယ်အဲ့လိုပဲ owner ကတော့ထား okay ဟုတ်ပြီဒီ gas turbine နှလုံးနဲ့ပေါ့နော်225 megawatt ထုတ်ချင်တယ်ညညokay ဟုတ်ပြီအဲ့ဆိုရှင် gas turbine နေရွေးတဲ့အခါမှာလည်းတိတ်ပြီးအဲ့လိုမျိုးညာနာဆာ brand တွေအများကြီးရွေးရတာမရှိဘူးဟုတ် GE ကို Siemens လိုပဲရှိအောင်နော်အဲ့တော့50 megawatt ပတ်ချလဲမှာဆိုရှင်လည်း GE ကို Siemens တို့နှစ်မျိုးဒါကဘာမှဒီOEM ကုမ္ပဏီတွေပေါ့တခြားဟို Europe ဘက်မှာတော့ရှိတဲ့ Astro လို့ Ansaro ဒါပေမဲ့နားလည်အောင်ပြောလို့ရှိရင်တော့ GEC ပဲပေါ့နော်အဲ့မှာသူတို့ရဲ့ဒီ efficiency ကသူတို့ publicize လုပ်ထားပြီးသားဟုတ် ISO rate မှာ ISO ဆိုတာဒီ C level เนาะambient pressure ဘာလို့လို့ရှိရင်ဒါ ambient temperature 15 degree C နဲ့ relative humidity 60% မှာဒီလောက်ထွက်တယ်ဒီလောက် efficiency ရှိတယ် gas turbine အလုံးကခုနဒီတိမ်ပြောလို့40% လောက်ရှိတယ်ပေါ့ combined cycle နဲ့တွဲမှာ60% လောက်ထွက်လာဟုတ်ဆိုတော့ကြတော့အဲ့တော့ဒီ combined cycle မှာအဲ့လောက်60% လောက်ထွက်ပေါ်သွားကြတော့ဆက်သိန်းကပြောခဲ့သလိုပဲဒီ piping losses တွေနေအောင်ချုပ်ရတာဟုတ် 60 megawatt ထွက်ဖွဲ့အခွင့်အရေးရှိပြီးသားရှာသိမ်းမဲ့ design လုပ်လို့ကျွန်တော်ပဲ design လုပ်လို့ဥပမာ GE ပဲလုပ်လို့လားတခြားတရုတ်ကုမ္ပဏီပဲလုပ်လို့ကိုရီးယားပဲလုပ်လို့မရှိတာအဲ့မှာကိုကအနည်းဆုံးကျွန်တော်က house လုပ်ပေါ့နော်ကိုသုံးတဲ့ pan နေဒီ fit for purpose ပေါ့နော် cooling pan နေသုံးတယ်လား cooling pan တစ်လုံးက500 kilowatt ပဲလိုတာကို600လောက် design လုပ်ထားပြီဆိုလို့ရှိရင်အဲ့မှာဘာတရားမယ်ဘာ loss ဖြစ်သွားချုံနေကိုပါဟုတ်အဲ့မျိုးကြီးover design ပဲဖြစ်အောင်စဉ်းစားအဲ့မှာတခြားကုမ္ပဏီတွေကလည်းကိုယ်ကုမ္ပဏီခွဲခွာမဟုတ်လေကုမ္ပဏီ3-4ခုလောက်ခေါ်တာအောင်ပြန်ရတာပေါ့နော်ခုနက efficiency ကိုကဘယ်လောက်ပေးနိုင်လဲဆိုတော့ဒီကျွန်တော်တို့ကplant efficiency 60% တို့by 61% တို့
ပြောနေတာ heat rate နဲ့ပြောလိုက်လို့ရှိရင်လား heat rate ဆိုတာမှာဒီ30ပေါ့နော် kilojoule per kilowatt hour 1 kilowatt hour မှာ30 kilojoule per hour ဆိုရှင်ထုတ်တဲ့ကျွန်တော်ဒီမှာတွက်လို့ရှိရင်ကျွန်တော်တစ်ခါအိုင်တွက်ပြအောင်လေလား yeah တန်းနဲ့ကြီးอ่ะဒီ ဟုတ်တယ် ဒီ operation cost ကပါတော့နော်ဆိုတော့ long term အောင်လာကြည့်အဲ့ဒါအဲ့ heat rate ကိုကောင်းနိုင်တယ်များကောင်းတဲ့ company ကိုသူတို့ကရွေးတယ် basically ဆိုတော့အဲ့ဟာတွေကိုတုံးတဲ့ software က GT Pro GT Master အဲ့ဒါရှိပြီးတယ်အဲ့ဒါနဲ့ထည့်တွက်ရပါတော့ဒါက theoretically ပေါ့ practically ကနောက်တော့လို့ဒီ design ဒီ engineering တွားတဲ့ခါကြလို့ရှိရင်လားဘယ်လောက်ထိ fit for purpose ဆိုတော့ကျွန်တော်အများကြီးပြောတာရှိတယ်နော်over design မဖြစ်အောင်အဲ့မှာ over design ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ project ပြရတယ်လားဆက်လက်ပြအောင်ပေါ့အဲ့ testing တွေမှာလုပ်ပြမှာလားကို guarantee ပေးထားတဲ့ခုနကပြောလို့ efficiency မရဘူးဆိုလို့ရှိရင်ပြန်ရောရတာခုနကပြောဘယ်နှစ် run မှာလဲဒေါ်လာမှတန်း2တန်းမဟုတ်ဘူးလားတက်10နဲ့ရှိပြန်ရောရတာဆိုတော့ဒီဝစားလည်းကြီးတယ် ဟုတ်ကဲ့ဟုတ်ပါအဲ့တော့ဘာလို့အားလုံးလည်းဒီမှာကိုရဲ့လုံးပြောတာအများကြီးကျွန်တော်တို့ဘုသူတရပါတယ်ဒါအတွေ့အကြုံနေတစ်ဆင့်ပေါ့နောက်ကဒီမှာတော့ကျွန်တော်လည်းကြုံလို့အားလုံးပြောချင်တာတော့ဘာပေါ့နော်ဒီလိုမျိုး power plant site တွေကိုဒီဘယ် technology သုံးမလဲတော့အဲ့ technology မှာစောစောကဒီအားလုံးကိုရဲ့လုံးပြောသွားတဲ့အထက်မှာစိတ်ဝင်စားစရာကောင်းတာတော့ဘာပေါ့နော်အကယ်၍ကို decision လုပ်ထားတဲ့ technology တွေတစ်လုံးပြတ်သွားရင်လည်းကျန်တဲ့တစ်လုံး backup ပေါ့ရှိအောင်လုပ်မှာလားဒါမှမဟုတ်လည်းဒီရှိရဲ့လုံးနဲ့ပဲပြတ်သွားရင်မထုတ်တော့ဘူးလားပေါ့နော်အဲ့ဒါတွေကလည်းဒီရင်းနှီးမြှုပ်နှံတဲ့သူကဒီဘယ်လောက် initial capital သုံးနိုင်တယ်လဲပေါ့နော် investment နေနဲ့အဲ့ investment တစ်ခါလေကြာများနေတိုင်းမကောင်းတာလည်းမဟုတ်ဘာလို့စောစောကပြောလို့တစ်လုံးပြတ်သွားရင်တော့တစ်လုံးကအစားထိုးနိုင်တယ်ဆိုရင်သူ့မှာအများကြီးဖြစ်တယ်ပေါ့အဲ့ဒါအပြင်စောစောကပြောတဲ့ထွက်တဲ့ heat rate ကိုလည်း ပို့ပြီး optimize လုပ်နိုင်တဲ့ technology နဲ့ design solution ဆိုရင်အဲ့အတွက်ကသူတို့ပို့ပြီးရေရှည်မှာကြတော့အများကြီးရနိုင်တယ်ဆိုတော့ပြောချင်တာဒီ initial investment ကြီးရသည်စိုးရင်စရာမဟုတ်ဘူးပေါ့နော်initial investment ကြီးပြီမဲ့လည်း technology ကစောစောကbackup တွေရှိမယ်နောက် heat rate ကိုလည်းလုံးဝ minimize လုပ်နိုင်တဲ့အတွေ့အကြုံမြင့်တဲ့ solution ကိုပေးနိုင်တဲ့ဥယျာဉ်လင်းကတော့ဒါမျိုးတွေဥဆောင်နေလို့ဆိုတော့သူတို့ company ကတော့ပြောစရာမလိုဘူးပေါ့ဒါကတော့ investor တွေအနေနဲ့ကတော့အဲ့ဒါကြည့်ရတယ်လို့တစ်ဖက်မှာလည်းသူတို့ကြည့်တင်တာတော့ level like cost of energy ပေါ့နော်ဒီ energy ဒီကိုကပဲထုတ်လုပ်သူပဲမဟုတ်ဘူးအများကြီးရှိရမှာ wind turbine ရှိနိုင်တယ်နောက်တခြား solar လိုမျိုးရေအားလျှက်စစ်လိုမျိုးဒီကောင်တွေကလည်းအချိန်နဲ့မျှသူတို့ရဲ့ material technology မြင့်လာတယ်ဈေးချိုးသွားနေတာရှိနိုင်တယ်အဲ့တော့ကြာဒီကိုယ့်ရဲ့ gas turbine လုပ်တဲ့တက်တန်းတစ်လျှောက်တွင်မှာအဲ့လိုမျိုးကိုယ့်ကို challenge ပြီးရရှင်းပြိုင်လာနိုင်တဲ့ technology တစ်ခုကပိုဆွဲဆောင်မှုရှိသွားတယ်ဆိုရင်လည်းဒီကိုယ့်ရဲ့ cost ကကြတော့ဒီထုတ်လုပ်မှုဈေးကပုံမှန်ပဲဖြစ်နေနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးတွေကစာထည့်သွင်းစဉ်းစားရပေါ့အခုအဲ့ဘိုင်းနဲ့ပတ်သက်လို့လည်းကိုတို့နော်ဒီနေရာမှာကြုံလို့မေးချင်တာကိုတို့တွေ့ကြုံရပေါ့ဒီinvestor တွေဒါမှမဟုတ်လည်းတချို့ဆိုနိုင်ငံတော် project တွေလည်းရှိမှထင်တယ်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာenergy ကိုတို့ကတော့ energy ရောင်းတာတော့မဟုတ်ဘူးနော်ဒီတင်ထုတ်ပဲပေးတာဆိုတော့အဲ့ဘိုင်းတွေတော့ကိုတို့တိတ်တော့မလောက်အောင်ထင်တော့ဒီစွမ်းအင်ဝယ်ယူရေးကအခုဒီ project မှာဆိုလို့ရှိရင်ဒီ project တကယ်ကို typical project လို့ပြောလို့ရအောင်เนาะဒီ450 megawatt ကကြာတော့ Indonesia သူတို့က private mining ပေးတာဆိုတော့အခါကျတော့သူတို့ကဒီကျုံးပေါ်မှာဆိုတော့grid လည်းမရှိဘူးgas pipeline လည်းမရှိဘူးအဲ့တော့ LNG terminal သူစောက်တယ် LNG tank စောက်တယ် grid ကလည်းpublic နဲ့ချိန်တဲ့ grid မဟုတ် dedicated သူ mining နဲ့ပေးတယ်။ဟုတ်တယ်သူကတော့သုံးတော့နော်တော့အဲ့တော့ LNG ကိုသူကဝယ်ရတယ်ပေါ့။ LNG ကိုဝယ်ရတယ်။အဲ့ဒါသူတို့ Indonesia LNG ထွက်တယ်။ဟုတ်သူထွက်တာထွက်တာ Kalimantan ထွက်တာဒီ East လူပါရှိရလေ Malaysia Brunei ဟုတ်ကဲ့ဟုတ်။Borneo ကျွန်းအဲ့ဒီပါထွက်တာ။ဆိုတော့အဲ့ရနေပြီးတော့သူတို့ကတည်ရတာပေါ့နော်။ဒီသူတို့ရဲ့ operator လည်းပဲ
မြန်မာပြည်ကလည်း emojis ကပရမီနာတော့သူ့ဆောင်ပဲဒါမှလည်း limited ရှိတယ် LNG ကအဲ့တော့ LNG လိုဟာမျိုးကလည်းအခုလိုချင်ခုပဲလို့မရဘူးလေသူကဟိုဒီရောင်းတဲ့လူကိုနိုင်ပါလားဟိုဝယ်မဲ့လူတော့ long term စာချုပ်ချုပ်တာတော့ဒီ LNG ဒီရှေ့အောင်ရှာထွက်တဲ့ဟာတွေကဂျပန်နဲ့ကိုရီးယားနိုင်ငံသုံးတာလေဟုတ်သူတို့နဲ့စာချုပ်ချုပ်ထားပြီးလားဒီအင်ဒိုနီးရှားထွက်တဲ့ LNG ကလည်းသူတို့ဟိုရောင်းနေဆိုတာကပတ်စင်းနဲ့တွက်မယ်ဆိုရှင်တော်တော်နေတာသူကနိုင်ငံဝယ်ရောင်းထားပြီးလား90%သူတို့ domestic ကိုရောင်းတာနေနော်ဈေးလည်းမသက်တာသူတို့ပြန်ကြောက်ဟိုအမေရိကဝယ်လို့ရှင်သက်တာတော်သက်တာဒါပေမဲ့ transportation အမေရိကနဲ့အင်ဒိုနီးရှားရောင်း pro transport လုပ်ဟုတ်ဟုတ်ကဲ့နောက်တစ်ခါဒီခု gas turbine တွေမှာသူ dual fuel နဲ့မောင်းလို့ရတယ် fuel နဲ့မောင်းလို့ရခါတော့သူ diesel နဲ့မောင်းတယ် diesel ဆိုလည်းစီတက်လာပါတော့ B0 from diesel နဲ့မောင်းတယ် gas နဲ့မောင်းရတယ်အဲ့ဒါကျသူက gas turbine နှလုံးကိုခုဒီမှာဆိုရင်6လုံးတည်နေတာနှလုံးသူက dual fuel နဲ့မောင်းလို့ရအောင်လုပ်တာโอเคအဲ့တော့ gas တကယ်လို့ပေါ့နော်ဟိုရှားသွားတာတော့မရတဲ့အချိန်တော့ဈေးတက်သွားတယ်သူက diesel နဲ့ချာ diesel မောင်းဒီဈေးတဲ့ gas နဲ့မောင်းတော့အဲ့လိုသူ option လောက်တာ yeah စောစောပြောလို့ကိုပြောလို့ flexibility ရရေရှည်မှာကျတော့ဒါကြီးဆင်ပြီးမှအကြောင်းကြောင့် gas မရလို့ကိုကအရှုံးပေါ်လို့မရဘူးလေအဲ့ဒါရုံးရက်လို့မရဘူးသူ့ရဲ့အဓိကတော့တအားလို့အခုဒီမှာကဆိုရှင်မိုင်းကတူးရုံနဲ့ပေါ့ထွက်တဲ့ဟာသူကဟို process လုပ်ပြီးခါကျတော့ကျင်းကြီးရောရွှေပါထုတ်တာလေဒီကရွှေရောကျင်းကြီးရောထုတ်တာဆိုတော့သူ process ကိုလုံးဝရက်လို့မရဟုတ်ကဲ့အဓိကသူကပြောနေတာဒီ reliability အရေးကြီးတယ်ဟုတ်ပြောလို့ရှိရင် heat rate တို့ performance တို့ဒီ data set ဒီreliable ဖြစ်ဖို့ဟုတ်ကြည့်ရတာလိုချင်တဲ့အချိန်မှာလိုတလောက်ထုတ်နေဟုတ်အဲ့ US supply နေလည်းရေးကြည့်လို့တယ်အဲ့လိုဒီမှာဟောဒီအစီအစဉ်ကိုကြည့်နေရသူပေါ့အင်ဒိုနီးရှားနဲ့မရင်းနှီးရင်တော့အင်ဒိုနီးရှားကကျွန်တော်မြန်မာနိုင်ငံလို mainland တစ်ခုတည်းဖြစ်နေတာမဟုတ်ဘူးသူကကျွန်းနေအများကြီးစုတဲ့နိုင်ငံပေါ့နော်အဲ့တော့ကျွန်းနေဖြစ်တဲ့အတွက်နိုင်ငံတော်ရဲ့လျှက်စစ်ဟိုပါ line national grid ကလည်းအဲ့ကျွန်းတွေကိုမရောက်လို့ရှိရင်ဒါပေမဲ့လည်းသူတို့ကျွန်းနေမှာစောစောပြောရဲတဘာဝတန်ရစားတာရင်းမြစ်တွေရှိရတဲ့အတွက်တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးနဲ့ဟိုပါစီးပွားရေးမှာအများကြီးထုတ်ဖို့ဖြစ်ကြတယ်အဲဒါကြတော့အဲ့ဒါကိုသူတို့ local က investor တွေကတော့လည်းကောင်း government တို့လည်းကောင်းထုတ်လုပ်ကြတာပေါ့နော်အဲ့တော့ကိုရဲလင်းတို့ခုလုပ်တဲ့ကျွန်းမှာဆိုရင်တော့စောစော copper တို့ gold တို့ mining လုပ်တယ်အဲ့ဒီအတွက်လိုအပ်တဲ့ reliable ဖြစ်တဲ့ layer 6ကိုဒီ gas turbine technology ကပေးတာပေါ့အဲ့မှာသူတို့ရဲ့ investor ရဲ့ solution က dual fuel ကိုသုံးလိုက်တဲ့အတွက်အကြောင်းကြောင့် LNG ပြက်လဲဒီဟွာနဲ့ပဲပေါ့နော် sorry diesel နဲ့ပဲတခါလဲလုပ်လို့ရအောင်လုပ်တာပေါ့ဟုတ်ကဲ့ဟိုကျေးဇူးတင်ပါတယ်အဲ့ဒါလေးရှင်းပြတဲ့အတွက်ပြီးတော့နောက်တစ်ခုကကိုဟပါပေါ့ဒီ gas turbine cycle လဲအခုစောစောပြောသွားတာနော်ဒီမှာတော့ကျွန်တော်တို့ထူးသဖြင့်bachelor လဲပဲကြည့်နေတဲ့ကလေးတွေပါမယ်ဆိုရင်သူတို့က theory ပဲသင်နေရပါတော့ like Brayton cycle Rankine တို့အဲ့ဒါတွေကိုအခုအနေနဲ့အခုဆင်ခဲ့တဲ့အတွေ့အကြုံရလဲအဲ့ cycle တွေရဲ့ဟိုပါပေါ့တကယ်ဆက်အလုပ်လုပ်ပုံရဲ့တော့ cycle တစ်ခုရဲ့ကွာခြားချက်ကိုလေကိုလက်တွေ့ရှုတော့ကလုံနေတဲ့လူအတွက်သူတို့က theory ပဲလောဆယ်တင်ကျင်တင်နေမှာပေါ့အဲ့ဒါကိုအခုသူတို့အတွက်အကျိုးရှိစေမဲ့အတွေ့အကြုံနဲ့သင်ခန်းစာပဲဖြစ်ဖြစ်တစ်ခုပေါ့နော်အခုအဲ့ဒါလေးလည်းမျှဝေပေးပါဦးခင်ဗျသူက gas turbine cycle တွေကကျွန်တော်တို့ဘီမှာဆိုရှင် Fidia မှာတင်ခဲ့ရပါ ME501 နဲ့တူတယ်မမီလို့တော့ကျွန်တော်တို့စာအုပ်တွေတင်ခဲ့ရပါတော့ဆိုအဲ့မှာတော့ဟာဒီအဓိက para component ပေါ့နော်gas turbine ကဒီ compression chain မှာတာပိုင်းပေါ့နော် exhaust ဆိုဒီ cycle ပေါ့အဲ့ cycle ကိုတကယ်တမ်းဒီကျွန်တော်တို့ EPC လုပ်တဲ့ company တွေကကြောက် gas turbine လာပြီးအလုံးလိုက်လာဟုတ်လိုက်လာဆိုတော့သူကခံမှန်းကြည့်လို့ရတယ်လား compressor ဆိုလို့ရှိရင် compressor stage အဲ့မှာဆိုရင်အဝင်မှာဟိုဘာပေါ့variable vein တွေပါတယ်เนาะ lever တွေပါတော့လို့ရှိရင် combustion chain မှာဆိုလို့ရှိရင်လည်းဒီပေါ့ Siemens ဆိုလည်း Siemens G ဆိုလည်း G ပေါ့သူက design ပေါ်မှာမူတည်ပြီးတော့ဆိုရင် angular ပေါ့ combustor တွေအများကြီးပဲဟုတ်ကျိုးဒီ G ဆိုလို့ရှိရင်မြင်းညံဆက်လို့ဟာမျိုးဆိုရှင် compressor နဲ့
ကျွန်တော်ဒီ Siemens ဆိုရှင် compressor အလုံး30လောက်ပါထားပြီဟိုဆိုလို့ရှိရင် compressor လာပေါ်3လုံးအောက်3 6 5ပဲပါတယ်ပြီးလို့ရှိရင်လာတာဘိုင်းပေါ့နော်ခေါ်ရင်တာဘိုင်း blade ဆိုရှင်ပထမဆုံးလာဒီ fast state blade ဆိုရှင်အပူခံဆုံးလေတာဘိုင်းဆိုတာကျွန်တော်တို့ကဒီ chemical ဒီ energy ကနေပြီးတော့လာ mechanical energy ကနေပြီးတော့တာဘိုင်းကချိန်တာလား generator နော် electric energy ကိုပြောင်းနေတာတချို့ဒီ Siemens တို့ကတော့သူကခေါ်တာဒီ GG လို့ခေါ်တာ GG ဆိုတော့ gas generator တော့ gas generate လုပ်ပြတယ်ကျွန်တော်ကဒီဟိုက source က natural gas တောင်း LNG ပေါ့နော် LNG နေတာပြောင်းလိုက်တာပဲ natural gas gas natural gas ကိုကျွန်တော်တို့ကဒီသူ့ရဲ့ pressure တာဘိုင်းအဝင်ပေါ့နော် combustion chamber အဝင်မှာpressure ကဒီ30 to 34 bar လောက်ရှိတာပါနော်ပြီးလို့ရှိရင်ကျွန်တော် gas turbine ကျွန်တော် compressor ပါတယ်လေ compression stage မှာလာအရင်တော့ဆိုလို့ရှိရင်သူကဒီair pressure ဒါ ambient pressure ပဲလေဒါက1 bar ဆိုလို့ရှိရင်ဒီ compressor အနေ discharge မှာထွက်ပြီးဆိုလို့ရှိရင်18 compression ratio ခုနောက်ပိုင်း compression ratio ကောင်းလာလေဒါရဲ့ဒီ performance ကလည်းတက်လာလေပဲဟုတ်ဒီလိုပါမှာ cycle မှာပြန်ကြည့် cycle ရအဲ့လိုကောင်းလာဖို့ကလည်းဘာလို့ရလဲဆိုတဲ့အခါကျတော့လာဒီ gas turbine manufacturer တွေသူတို့ကဒီ blade နဲ့ compressor blade tip နဲ့ gap ကိုနဲနိုင်တယ်နဲ့အောင်လုပ်ခါတာမှာ compression ratio တက်လာ1ဆိုလို့ရှိရင်မှာ attract မှာလာ21 22ပေါ့နော်လောက်ရတာ compression ratio ကောင်းလာပြီဆိုလို့ရှိရင်မှာပြီးတော့ gas နဲ့လာ mix လုပ်လို့ရှိရင် combustion chamber မှာ firing ဖြစ်သွားတော့ combustion firing temperature များလေခုနကဆိုလို့တာဘိုင်းအောက်ကိုလည်းကောင်းတယ် efficiency ခုန formula ကိုပြန်ကြည့်လိုက်လို့ရှိရင် firing temperature ခုဘယ်လောက်ရှိလဲဆိုလို့ရှိရင်လား1300မှာ20 1350အဲ့လိုtheory ရဟုတ်တယ် compression ကောင်းလေတာဘိုင်းကဟလား efficiency ကောင်းလေ firing temperature မြင့်လေဟိုကောင်းလေဘယ်နဲ့သို့တော်လည်းပဲ metallurgy ကမလိုက်နိုင်compression ဒါပဲ compress လုပ်လာလေခုနကပြောလို့ temperature များလာလေခုန metal expansion ဖြစ်နေတယ်ပေါ့နော်ကျွန်တော်အဲ့မှာဒီတထုံလုံး set တို့ပါဆိုရှင်ကြီးပဲ dot FO1 compressor အဲ့ကောင်ပြတ်တာတဲ့တော့ GX model စက်မထုတ်တော့ရထားလိုက်အဲ့မျိုးတာဘိုင်းမှာလဲတော့ firing temperature မြင့်နေကောင်းနေဆိုပဲလေ metal ရဲ့ဟိုရရှိသေးတယ်ခံနိုင်တယ်အဲ့တော့ရိုးဝယ်မဟုတ်တော့ဆိုအဲ့တာဘိုင်း blade ကို coating မှာလုပ်ရတယ်ဟုတ်ဒါမဲ့ stress တွေဟုတ်ပါဘူးခံနိုင် coating လုပ်ရတယ်အဲ့ coating လုပ်တဲ့ဟာတွေကတကယ် high technology ဟုတ်အဲ့ကျွန်တော်တို့ကြုံရတခုဓာတ်ပြပြောပါဆိုရှင်အဲ့ဒီရုရှားနဲ့ယူကရိန်းနဲ့စစ်ဖြစ်တော့မှာလားယူကရိန်းကအဲ့တာဘိုင်း blade ကို coating လုပ်ရမှန်းသိတယ်ကျွန်တော်တို့ဒီ Siemens ဆိုတာက Australia gas turbine ထုတ်တာဒါပေမဲ့သူအဲ့ blade ကိုယူကရိန်းကစစ် level နဲ့ပြောအဲ့supply chain ပြတ်တော့သူ delivery လုပ်ရမယ်နောက်ကြပါမလုပ်နိုင်တော့အဲ့တော့တခြားပေါ့တာဘိုင်း blade ကို coating လုပ်နိုင်တဲ့ဟာရှားဆိုလိုက်ရှာတာပေါ့နော်ဟုတ်အဲ့လိုဖြစ်ပြန် project ကို delay ဖြစ်တယ်ဟုတ်ကဲ့အဲ့ကြောင့်ပေါ့နော်ဒါကကြုံလို့ပြောပြအဲ့တော့ခုနပြန်ပြောရင်ဒီပြန်ပြောမှဆိုကြအဲ့တော့ဒီတာဘိုင်းကနေပြောမှလား exhaust temperature မြင့်လေအဲ့ exhaust temperature heat recovery ပြန်လုပ်တဲ့အခါကျတော့ခုနက boiler ပဲမှာပေါ့နော် steam generate ကိုပို့သွား steam turbine အတွက် steam turbine ဟုတ်ဆိုexhaust temperature လည်းခေါင်းမို့လို့ပြောနော်အဲ့ cycle ကိုဟလာဒီခုနက V50 သမားတွေပြန်ကြည့်လို့ရှိရင် theory မှာပါတဲ့အတိုင်းပဲမဝေးပါဘူးကျွန်တော်တကယ်တမ်းကြောင်လေသို့တော်ညာလဲလက်တွေ့ရောက်လာတဲ့အခါမှာတာဘိုင်းနဲ့ပတ်သက်လို့လုပ်ရတယ်ကျွန်တော် fee မှာတော့အဲ့ဟာတွေကိုမြင်ရအောင်ဘာလို့တာဘိုင်းလုံးဝ assembly လုပ်ပြီးသားလေသူဒါလည်းဟိုဆို maintenance company ရောဒီကဲဟိုအဲ့လို company join တဲ့အခါကျတော့မြင်ရအောင်ဘာလို့ဆိုတာ
ဒီ major overhaul လာ၄နှစ်တစ်ခါလုပ်တဲ့အခါကျဖြုတ်တော့အကုန်လုံး အချင်းချမြင်ရမှာ အဲ့ဒါဆိုငါသိအဲ့ကြောင့်ဒါကတော့တာပိုင်းတော့ convincing ဟုတ် project မှာကျွန်တော်မြင်မှာပေါ့ ဟုတ်ကဲ့ဟုတ်အကိုတို့ company က maintenance မလုပ်ဘူးပေါ့ဒီ commission ပြီးရင်ပြီးပြီကိုတို့လောက်က ကျွန်တော် company ကလုပ်တယ်ဒါပေမဲ့ကျွန်တော်အဲ့ department မဟုတ် အကိုကအဲ့ department မဟုတ် okay drone maintenance ဆိုရင် drone maintenance တော့ပိုင်းလုပ်တယ် maintenance လုပ်တယ် ဟုတ်ကဲ့ဟုတ် အဲ့ project ကဆိုအဲ့ဒါပေမဲ့ကိုကဒီမြန်မာပြည်လာလို့ကိုဖေလောက်တာကိုရိုင်းဒီ fees တော့လဲဟိုဒီတိုင်းမျိုးက fees တော့လဲ guest star မှာသွားစင်းတယ်အဲ့တော့ခိကဟိုတင်မောသားခေလေဆိုရင် simulate တင်မောခြင်းတို့ဘာလို့ဆိုလို့ရှိရင်မဲနိုင်ကြီးတာကွာမှာရွာမှာဒါပဲဆက်မဲနိုင်မလို့ရှိကိုအစင်အဲ့မှာကွာမေဂျာလောက်တဲ့အချိန်နဲ့တွေ့ပါကီတာဒါပဲဆက်ဟိုမှာမေဂျာဝါလောက်တဲ့အချိန်တွေ့ဘကက်တွေဝင်လဲပေါ့နော်အဲ့မျိုးကွာတီအဲ clearance ဘယ်လောက်ထားမလဲဘကက်လဲလို့ရှိရင် lock pin ဘယ်လိုတက်ရမလဲအဲ့မျိုးတွေ့ကြုံကြီးတော့ဟုတ်ကဲ့ညီညာဆိုပြညီညာလည်းမတည်ဘူးအဲ့ကြောင့်ပြန်ပြောပြနိုင်တယ်ဟုတ်ကဲ့ဒါပေမဲ့အခုမဲမနိုင်ခဲ့တာလဲကောင်းတယ်ထင်ပါကျွန်တော်ထင်တော့ဒီဟွာပေါ့နော်စောစောပြောတဲ့ထုတ်လုပ်တဲ့ energy ကဟို lighting တွေပဲတုံတခြားဘာဖို့ဆိုတော့တုံလူမှုဘဝတော့တေချာပေါ့ပြောင်းလဲနိုင်တဲ့ဟိုပါပေါ့နော်ခန္ဓာကိုလောက်ရတာဆိုတော့အများကြီးကိုအနေနဲ့ကျွန်တော်ကုသိုလ်လည်းရတယ်ပေါ့အဲ့လိုကျွန်တော်ထင်တယ်ဗျဟို technology ဘိုင်းကိုပြောလိုက်စတယ်ကျွန်တော်အကိုလည်းပြောသွားတယ်နော်တာပိုင်းကတော့ဒီ generator နဲ့တွဲတာပေါ့အဲ့တော့နိုင်ငံနေလိုက်ကလည်းကျွန်တော်တို့ဟိုပါအဓိက frequency ပေါ့ဒီ gas turbine ထွက်လာတဲ့ gas turbine နဲ့တွဲထားတဲ့ generator ထွက်လာတဲ့ frequency နဲ့ amplitude ဟိုဘက်က grid ကနေလက်ခံနိုင်တဲ့ပမာဏရှိရမှာပေါ့အဲ့တော့ဒါလည်းအဓိက major ဒီလိုရတဲ့အဓိက torque နဲ့ frequency နဲ့က mechanical ဘက်က gas turbine ပဲထွက်တာဟိုဘက်က generator တည်တာပေါ့အဲ့တော့ generator နဲ့ကျွန်တော်တို့ gas turbine နဲ့အဲ့လိုဟိုပါပေါ့နော်တွဲဆက်တဲ့အချိန်မှာဒီ gas turbine ကကျွန်တော်တို့ဒါကိုထုတ်လုပ်ပြီးရောင်းချတဲ့ company ရတယ်သူတို့ရဲ့ gas turbine ကသူတို့ပြောတဲ့ specification ဟို tolerance တွေမှာဖြစ်ပြီးသားတော့ဖြစ်မှတင်တယ်ပေါ့နော်ဒါပေမဲ့တကယ်စင်ကြည့်ရဲ့အချိန်မှာအကိုတို့ဟိုပေါ့အထူးသဖြင့် frequency fluctuation ကဘယ်လောက်ရှိတယ်လဲပေါ့အဲ့ဒါဟိုဘက်က generator ရဲ့ requirement national grid ရဲ့ requirement နဲ့ရအောင်ပေါ့အကိုတို့အနေနဲ့ဟိုပြန်ချိန်ကြတဲ့အချိန်မှာတီးတန့်ဟိုပါပေါ့အတွေ့အကြုံရပါတော့ဘယ်နိုင်ငံမှာဖြစ်ဖြစ်နိုင်ငံတစ်ခုခုမှာဟိုအဲ့လိုမျိုးဒီ generator နဲ့ grid ရဲ့ requirement နဲ့မကိုက်လို့မလို့တခြား technical ဘိုင်းရ solution တစ်ခုခုထည့်ရမျိုးတွေကိုလိုရှိလာခင်ဗျအဲ့ဒီအတွေ့အကြုံတွေလည်း share ပေးပါဦးokay the grid frequency နဲ့ပေါ့နော်frequency ဒီကိုပြောမယ်ဆိုရင်ဥပမာမြန်မာပြည်ကဒါ50 hertz ရှေ့အောင်ကြကုန်ဒီလောက်50 hertz နဲ့သုံးတာဂျပန်မဲ့50နဲ့60နဲ့ရှိနေတယ်ဒီပိုင်းဟုတ်ကဲ့အဲ့တော့50 hertz ရှိတဲ့နိုင်ငံတွေမှာပဲကိုအလုပ်ခဲ့ရတာဟုတ်ဆိုတော့ဒီformula ရပြောမယ်ဆိုလို့ရှိရင်120 f by p ပေါ့နော်ဟုတ်ဆို rpm equals to 120 f က frequency p ကပို့ချင်တာfrequency fix ဆိုရင်50အဲ့တော့အလွယ်ပြောမယ်ဆိုလို့ရှိရင် generator မှာ2မျိုးရှိတယ်ဟုတ်တယ်ကြီး2 pole generator ရှိတယ်4 pole generator ရှိတယ်2 pole generator ဆိုလို့ရှိရင်တော့ဟိုဖြစ်မယ် rpm များမယ်3000ဟုတ်4 pole generator ဆိုရှင် rpm ရော့သွားမယ်1500နဲ့လည်းညာ1500ဟုတ်ဒါပေမဲ့ frequency က50 hertz ပဲထွက်နေမှာပဲဟုတ်ကဲ့ generation ဘက်က frequency ပြဿနာမရှိဘူးအဲ့တော့တာဘိုင်းนี้အမျိုးမျိုးပဲသူ့ရဲ့ဒီ G ဆို G Siemens ဆို Siemens လို့ရှိရင် model alike တာဘိုင်း speaker တော့သူကမှာ G ဆိုလို့ရှိရင်LM 6000 machine ဆိုလို့ရှိရင်သူက RPM 1000ကျော်ဟုတ်ကဲ့ပြီးလို့ရှိရင်ဒီ G ပဲ heavy duty gas turbine ဆိုလို့ရှိရင်ဒါပေါ့နော်9400လောက်ရှိတယ်ကိုရီဒီ Siemens ဆိုလို့ရှိရင်SGD 800ဆိုလို့ရှိရင်6600ရှိတယ် RPM gas turbine ကဘယ်လောက် RPM ဖြစ်နေကိုရီ gearbox သုံးပြီးတော့ခုန generator 4 pole ဆိုလို့ရှိရင်ဟလာ1500 RPM ရှိတယ်ဟုတ်ဒီ generator 2 pole ဆိုလို့ရှိရင်အဲ့ဒီပေါ့နော်ဟို3000 RPM ချပြလိုက်တယ် gearbox နဲ့ခံပြီးအဲ့တော့ခုနRPM 3000RPM 1500
generator ပို့အောင်ပြီးတော့ frequency က50ထွက်နေမှာဟာအဲ့မဲ့ grid ကခဏပြောဆို supply နဲ့ demand နဲ့ပေါ်မူတည်ပြီးတော့ frequency ကထိုးကြတယ်။ဆိုရှင်လား supply ကလုံးနိုင်တာတဲ့ကို demand များသုံးတာများသုံးတဲ့အခါကျ frequency ကျ frequency အတက်ကြရအရင်ဖြစ်တယ် frequency ဘယ်ချိန်မှတက်လာလဲဆိုရင်ညဘက်ကျမှတက်လာဟုတ်ဒါပဲဆက်ဦးနဲ့ဒါထုတ်ဒီရတယ်လည်းထွက်အဲ့တော့ဒီညဘက်လူတွေအိတ်တဲ့ချိန်ကိုပြောရမှာဆိုရင်ဒီNY5 frequency တက်လာအဲ့ကြမှာဒီလုတ်တွေ short အောင်ဒါထုတ်လို့ပြောလုတ်တွေ short အဲ့ frequency 50လောက်ငြိမ့်နေအမနဲ့စောကြီးဆိုလို့ရှိရင်သူပြင်သွားပြီးမှရေတင်တဲ့လူပေါ့မော်တာတွေနဲ့ရေတင်တာဟုတ်သူများနိုင်ငံမှာအဲ့လိုမော်တာတွေနဲ့ရေတင်တာမှမရှိရဟိုmunicipal ပေးတဲ့သူ့ပိုင်ရင်းနဲ့လာဟိုဘလောက်တိုင်မြင်ရောက်တာလေဒီမှာအဲ့လိုမျိုးတစ်ခါဟိုမှာတစ်လုံးစီကိုယ်ညောင်မနေတော့ဆိုလို့ရှိရင်မိလာရင်ဝိုးဆိုမော်တာတက်ကြခန်းနဲ့သူ့မော်တာနဲ့ရေတင်နေကြစဉ်းစားကြည့်ပေါ့နော်လုပ်တယ်အဲ့မှာခုံလာပေါ့ထမင်းချက်ဟင်းချက်ကလည်း gas ကပေါ်စီမရအလုံးကြီးကဆိုထမင်းချက်ဟင်းချက်ထိုင်းမှာဆိုလို့ရှိရင် gas နဲ့ပဲချက်တာလေ gas နဲ့မိနေမှာမချက်တာဥစားကကြအထူးဖြင့် gas နဲ့ဘာသုံးလဲ lighting နဲ့ industry နဲ့ပဲသုံးတာနောက်ခုနက aircon ပေါ့နော်ဒီထမင်းချက်ရေတင်တာ gas မသုံးတော့ဘာမှမအဲ့လိုဖြစ်ဘာမှအဲ့လိုဖြစ်နေတာစက်တွေအများကြီးပြတ်တာတဲ့အထူးဖြင့်ဝေးတဲ့နေရာတွေအခုခုမြန်မာပြည်မှာရှီတော့အခုလက်ရှိရောကြားနေကြောက်ဖြူပါနော်ကြောက်ဖြူပါကဲစားပိုင်းနှလုံးရှိတယ်စီမံတဲ့ပထမဆုံးမြန်မာပြည်မှာတည်းပြုတ်ကတည်းဆက်အဲ့ကောင်ဆိုခဏပြတ်တာတဲ့ဘာလို့လဲဆိုတော့အဲ့ frequency fluctuation ဖြစ်လို့frequency ကျပြီဆိုတာနဲ့ဟိုကောင်က frequency ကျပြီဆိုတာနဲ့ gas server RPM တက်တာလိုက်ညရfrequency swing အရင်ဖြစ်တာအဲ့ခါကျတော့ gas turbine ဒီမှာဒီ generator protection ရှင် generator ကို protect လုပ်ရတယ် frequency setting နဲ့ဟုတ်နော်ဥပမာ frequency ကအကောင်းဆုံး50 Hz ပဲလေအဲ့တော့ plus or minus လား 2% ထားမလားအဲ့ဆိုလို့ရှိရင်မလား50အောက်ကျမယ်ဆိုရင် 48.5 ပေါ့နော်ဒါ maximum ပဲသူ့ရဲ့ဆက်ကြပါပြီဆိုရင် ana frequency နဲ့လို့လို့မရဟုတ်ဖြုတ်ပြရတယ်ဖြုတ်ပြီးလို့ရှိရင်စက်ကပြတ်မှာနားover frequency ဆိုတော့အဲ့တိုင်း protection နေထားရတယ်အဲ့ကကြအဲ့လိုမျိုးစက်တွေကပြုတ်မပြုတ်ရှင်ပြီဆိုလို့ရှိရင်အဲ့ setting တွေချိန်ရအဲ့ setting တွေချိန်နေချိန်လို့မရအဲ့တော့ပြန်ပြောချင်တာက design လုပ်တဲ့အခါမှာစက်ကလိုက်ပြီးတော့လုပ်ဆောင်စက်ကထွက်တယ်စက်က50 Hz ပဲဒီပဲသူ3000ပြင်တော့50 Hz ထွက်နေပါအဲ့ frequency grid ကပြတ်တာဟုတ်အားရမနော်လုံကြောင်ဟိုဘက်က grid ဘက်ကပြောင်းတဲ့ဥစ္စာပဲပြဿနာပေါ့အဲ့ပြောင်းတော့ဒီသတ်မှတ်ထားတဲ့ဟို tolerance % ကျော်သွားရင်တော့ synchronize လုပ်တာကိုဟိုကဖြုတ်ပြမှာဖြုတ်ပြပါ synchronize လုပ်တာဖြုတ်ပါအခုဒီ mining မှာဆိုလို့ရှိရင် mine တူးတဲ့စက်ကြီးကအကြီးကြီး chopper machine လို့ခေါ်တာအဲ့ကောင်ကြီးကတစ်ချက်ကုတ်လိုက်တာနဲ့ဟုတ် megawatt က swing ပြတာဆောင်းဆွဲဟုတ်ဟိုလောက်ရှိတယ်3 to 4 megawatt လောက်ရှိတယ်ကိုယ်ကြီးဆိုရင် megawatt ကလုံးဝငြိမ်းနေလို့ဒီကဟုတ်စက်တွေဆိုတာ frequency အဲ့လို RPM အဲ့လိုဖြစ်တယ်ဟုတ်အဲ့ကြောင့်လို့လေသူတို့ကတစ်လုံးပြည့်ရင်တစ်လုံးလဲလို့ရအောင်လို့ခုနကလို့အများကြီးတည်တာဟုတ်စင်ကာပူနိုင်ငံမျိုးမှာကိုယ်ကုမ္ပဏီကပဲpower plant အသစ်တွေတည်600 megawatt one train ပဲရစားရင်တစ်လုံး steam turbine တစ်လုံးဒါပဲဒါနဲ့ပဲဟုတ် speed single shot ဟုတ်ဘာလို့လဲဆိုတော့ငြိမ်ရလေဟုတ်ဒီကလည်းငြိမ်လုံးဝတော့တက်တာမရှိဘူးအဲဆိုလို့ရှိရင် set ခုနပြောလို့ပေါ့ frequency ကြောင့် set ပြည့်စရာလည်းမရှိဘူးလုံးဝ steady load နဲ့လဲထားပြီးတော့ supply load နေဟုတ်ကဲ့ဟုတ်ကဲ့ဖွံ့ဖြိုးပြီးနိုင်ငံတွေကတော့အဲ့ဒါတော့သူတို့ကောင်းတာပေါ့နော်သူတို့ရဲ့ capacity ဆိုတော့ frequency range အကုန်လုံးကို steady ဖြစ်အောင်ထိန်းထားနိုင်ပြီသားဆိုတော့ဟုတ်ဖြစ်တယ်ဆိုတော့ကိုရဲလင်းတို့အကြံပေးခဲ့တယ်လို့လူငယ်စူးစမ်းပြီးတော့အောင်မြင်ကြပါစေလို့လည်းကျွန်တော်တို့ကဆုတောင်းပေးပါတယ်ဗျကိုရဲလင်းလည်းဟိုမားရတဲ့ကြားတဲ့တကူတကအချင်းပေးတာအခုကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါကိုတင်ကျေးဇူးတင်ပါတယ်ဆက်သိဟုတ်ပါပြီကျွန်တော်တို့လူငယ်အတန် podcast ကိုစောင့်ကြည့်နေတဲ့လူငယ်တွေအကုန်လုံးဒီဟိုစင်ကာပူ Jurong Engineering Limited မှာဒီ gas turbine power plant site manager အနေနဲ့လုပ်ကိုင်နေတဲ့ဦးရဲလင်းရဲ့အတွေ့အကြုံနဲ့သူ့ရဲ့ဘဝဟိုဒီတိုးတက်မှုတွေကို
လာရောက်မျှဝေတာအနေနဲ့တစ်ဆင့်အားလုံးအများကြီးအကျိုးရှိမယ်လို့ထင်ပါတယ်ဒီ season လေးကိုဒီမှာနားပြီးတော့နောက်တစ်ပတ် season လေးမှာအားလုံးကိုတွေ့ပါမယ်နောက်ဆရာတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့စောင့်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်